တော့မနော်။အိုးဘုရားခင်လူရဲ့စိတ်အလိုနဲ့ဘုရားရဲ့စိတ်အလိုနော်ရှင်းရှင်းလင်းလင်းနော်ရှင်းရှင်းလင်းလင်းကိုရောဟာလေလုယာ။အိုး thank you Jesus ရှင်းရှင်းလင်းလင်းကိုရောနော်ရှင်းလင်းတော့ကိုရောဟာလေလုယာ။ဖွင့်ပြတဲ့ကြောင့်ကျေးဇူးတင်တယ်။ဒီရှင်းလင်းတော့စိတ်တကူပါတော့စိတ်အာမင်ဟာလေလုယာ။ထို့အတွက်လည်းကိုရောကျေးဇူးတင်တယ်။ကိုရောနဲ့မိတ္တာဖွဲ့ရဖွင့်လို့ကျေးဇူးတင်တယ်။ကိုရောယနေ့ချိန်ထိကိုရောဟာလေလုယာကိုရောဟာလေလုယာကိုရောတစားဗလာအဖြစ်ပေါင်းခွင့်ရရှိတော်ကျေးဇူးတော်ရှင်။အဲတော့ယနေ့ချိန်ထိကိုရောအချိန်တိုင်းမှာဟာလေလုယာကိုရောရဲ့စိတ်အလိုကိုရှာတော်လူဖြစ်ဖို့ကိုရောရဲ့စိတ်အလိုကိုတော့စင်ကြယ်အောင်ပြီနဲ့နော်ဟာလေလုယာကိုရောရဲ့အချာစီကိုနော်မြင်ရတဲ့ခွင့်ပေးကျေးဇူးတင်တယ်။ဆက်ပြီးတော့လည်းကိုရောမြင်ရတဲ့ခွင့်ကိုရောဆက်ပြီးတော့လည်းကိုရောဟာလေလုယာကိုရောအချမ်းစီထဲမှာနေရတော့အခွင့်နော်ဆက်ပြီးတော့ကိုရောအချမ်းစီထဲမှာကိုရောနော်မနှက်ပြန်မစိုးရိမ်နေဆိုတဲ့အတိုင်းပဲမနှက်ပြန်ဘာတွေလောက်ရမယ်ဆိုတာအစကိုရောကကိုရောလုပ်ပေးသလိုဟာလေလုယာရောကိုရောရဲ့အချမ်းစီကိုနေရတော့ခွင့်ပေးကျေးဇူးတင်တယ်ယေရှုနာမနဲ့ရောက်တယ်ဘုရားရှင်တာ၍ဘုရားခင်အသုံးပြုပါစေဘုရားခင်တာ၍လည်းဖွင့်ပြပါစေတာ၍လည်းဖျားနဲ့အချိန်တိုင်းမှာမေတ္တာဖွဲ့တော်တက်တာဖြစ်ပါစေယေရှုနာမနဲ့ဆက်ကြတာဖြစ်ပါအာမင်ဟာလေလုယာလူရဲ့စိတ်လိုနဲ့ဘုရားရဲ့စိတ်လိုဆိုတော့နော်ဘုရားရဲ့စိတ်လိုကဘာလဲဆိုတော့နော်ဘုရားစိတ်လိုကချစ်ရှင်မေတ္တာမရှိရင်တဲ့ချစ်ရှင်မေတ္တာမရှိရင်ဘုရားစိတ်တော်နဲ့မတွေ့ဘူးဟုတ်နော်ဘုရားစိတ်တော်နဲ့မတွေ့ဘူးဒါကျမ်းစာထဲမှာတချို့နေရာရေးထားတာနော်ယုံကြည်ခြင်းမရှိရင်ဘုရားစိတ်တော်နဲ့မတွေ့ယုံကြည်ခြင်းမရှိရင်ဘုရားစိတ်တော်ဒါတော်များသိတယ်ယုံကြည်ခြင်းမရှိဆိုတော့ဒီယုံကြည်ခြင်းကိုဘုရားပြောတဲ့နေရာမှာယုံကြည်ခြင်းကိုဘုရားပြောနေရာမှာကျွန်တော်ယုံကြည်ခြင်းကယေရှုဖြစ်တယ်ငြိမ်သက်ခြင်းကလည်းယေရှုဖြစ်တယ်ဘာကြောင့်ဆိုတော့ငြိမ်သက်ခြင်းအရှင်ကယေရှုဖြစ်တဲ့ကြောင့်တိုင်ပင်ဘက်ငြိမ်သက်ခြင်းအရှင်ယေရှုဖြစ်ဆိုတော့ဘုရားရှင်းရှင်းလင်းလင်းခိုင်ခိုင်မာမာပြီးအဲ့ဒီယုံကြည်ခြင်းကလည်းယေရှုဖြစ်တယ်ဆိုတော့နော် blind faith နဲ့ living faith ပေါ့နော်ယေရှုဖြစ်တယ်ယေရှုကိုရတဲ့လူက living faith နဲ့မတော်ဘူးအာမင်ဟာလေလုယာ blind faith ကယေရှုကိုမရသေးဘူးယေရှုယုံတဲ့အဆင့်ပဲရှိတယ်ယုံကြည်ခြင်းဝန်ခံခြင်းအဆင့်ပဲရှိတယ်ဖခင်နဲ့မရင်းနှီးကြွားဝင်လေယုံကြည်ခြင်းဝန်ခံခြင်းအဆင့်မှမရှိဘူးနော်ယေရှုတော့မရသေးတဲ့လူတော့ဒါယေရှုရသွားဆိုယုံကြည်ခြင်းကိုရပါတယ်ယေရှုကိုရပါတယ်ငြိမ်သက်ခြင်းကိုရပါတယ်အဲ့ခါကျတော့ဗိဓာဖွဲ့တဲ့ဆင့်ပြောပါပြီနော်ဗိဓာဖွဲ့ဆင့်တော့ဟိုပြီးခဲ့တဲ့ရက်တည်းနော်ပွဲတော်စားတာဖခင်နဲ့ဝိလျော်ပြီးစားနေတာနော်ပြီးခဲ့ရက်တည်းနော်ဟာလေလုယာဖခင်ကိုကိုပြုကိုးပဲပေါ့အမနာမခဲရင်တဲ့ကိစ္စဖြစ်တယ်နော်ယေရှုမတိုင်ကြလို့ယေရှုပြီးတဲ့နောက်ပိုင်းမှာဖခင်ကိုကိုးပဲလွယ်ပဲတော်ဖြစ်တယ်လို့ကျွန်တော်နေထိုင်စားတော့သွားတယ်ဖခင်ဘာမှမပြောဒါပေမဲ့လူအခွင့်ပေးတယ်တချို့ကလေးလာပြီးတော့ပြောတဲ့အရာတွေအားလုံးကိုသူလေးလာပြီးပြောတတ်တဲ့အရာအားလုံးကိုဘာဖြစ်လဲလူတွေကိုပြောတယ်ပေါ့နော်လူတွေပြောတဲ့နေရာမှာအဲ့ဒီလူတွေပြောပြတဲ့နေရာမှာသူလေ့လာထားတဲ့အရာသူသိထားတဲ့အရာကိုလူတွေပြောတဲ့ကြောင့်လူတွေကသိသွားတယ်သိသွားတယ်ကျွန်တော်တို့ကအခုချိန်ထိလေ့လာတဲ့အလုပ်ကိုကကျင့်စင်တယ်လေ့လာလို့မရအောင်ဒါပေမဲ့ဘယ်သူပြောကျွန်တော်ကယုံတဲ့ထက်မပါဘူးဘယ်သူပြောနားထောင်တယ်များနားထောင်တယ်များနားထောင်တယ်များဆင်ကျင်တယ်များနားထောင်တယ်ကိုသိပြီးတော့လည်းရှောက်မပြောဘူးသိပြီးရင်ဆင်ကျင်တယ်ဖះပြောတော်မှဆင်ကျင်တယ်ဖះဒီဟာကိုတော့ပြောရမလားမပြောရဘူးလားဆင်ကျင်တယ်ဆိုတော့ဒီဆင်ကျင်မှုနေညမပြတ်ဆင်ကျင်မှုတချို့ကလေးလာတယ်နော်ကျွန်တော်တို့ကြောင့်ဆင်ကျင်တယ်နော်ဆင်ကျင်ရတော့နော်တချို့ကြောင့်လေးလာပြောတာအသက်အကြောင်းလည်းပြောနိုင်တယ်ဒါပေမဲ့တို့အသက်မရှိအသက်အကြောင်းလည်းပြောနိုင်အသက်တော့မရှိဒါဆိုလေးလာပြောတာကိုသူကနော်ဒါပေမဲ့ကျွန်တော်တို့ကနော်ဆင်ကျင်ပြီးတော့ဖះပြောခိုင်းတာမှန်ပြီဒါပေမဲ့ဖះကိုပြန်ပြီးတော့မေးတယ်ကိုတော့ပြောရမှာပြောပြန်တော့အသက်ဖြစ်တဲ့အရာကိုပြန်ပြီးတော့မေးတယ်ဆင်ကျင်တယ်ဖះပြောခိုင်းမှပြောတာအခုဆိုရင်ဒီဖះစိတ်တော်မနေ့ကတည်းကကျွန်တော်ဖះပြီးပြီစိတ်တော်နော်ဖះစိတ်တော်နဲ့နော်လူရဲ့စိတ်အလိုနဲ့ဖះစိတ်တော်ပြီးကျွန်တော်တိုင်းနဲ့ထွက်လာဟာဖះရဲ့စိတ်လူကပထမယေရှုမတိုင်ခင်ကတော့နော်ခုနပြောသလိုပဲနော်ဖះစိတ်လူကဘာလဲဆိုတော့သူ့ကိုကိုးကွယ်ဖို့တော့မတဆင့်ကသွားတယ်တဆင့်သူ့နဲ့နော်တဆင့်ကသွားရစ်ပရိုဟိတ်ပြင်ဆင်ရတဲ့တန်ရှင်းခြင်းတွေကအများများတယ်ဖះတန်ရှင်းတယ်ဖះအများများတယ်အများများတဲ့ခါကျတော့
ဒီနော်အရမ်းများခါဒါသူကတစ်ဆင့်ကအပြစ်ဖြေပြီးတော့ကိုးကွယ်ကြတယ်ပေါ့နော်အပြစ်ဖြေတော့ကိုးကွယ်ကြတစ်ဆင့်ကဆိုတော့ဟာနေပေါ့ဘယ်လိုပြောဟိုပါပေါ့ဖះလှုပ်တဲ့အရာတွေကဘာကြီးကိုဖះလှုပ်တယ်လူတွေကိုဖះလှုပ်ထားတယ်လှုပ်ထားတဲ့အရာတွေလူတွေကနော်သူတို့လှုပ်ထားတဲ့အရာကိုဖះလှုပ်ထားတဲ့ကဘာကြီးကိုသူကနော်ဟိုနေတွေလာတွေကိုသူကလူတွေကပြန်ပြီးတော့အဲ့ဒီအောင်ဖះဖြစ်ပြန်ကိုးဝယ်ဆိုဖះတကယ်နှမျောတန်းတာတယ်ဆိုတဲ့အရာကနော်ရိုးကြည့်လိုက်ရင်တော့နှမျောတန်းတာတယ်ဆိုတဲ့အရာတဝန်တိုးတယ်နှမျောတန်းတာတယ်ဆိုတဲ့အရာဆိုတော့နော်အရန်ကြောက်စရာတော့မကောင်းဘူးနော်ဖះကိုတော့ကြောက်တယ်ဒါပေမဲ့နော်မတိမတာပေါ့ကျွန်တော်အခုဖះနဲ့မွေးလျော်နေသွားတဲ့ခါကျကိုယ်စိတ်အလိုကိုလိုက်ပြီးတဲ့ခါကျရင်နော်နိုင်ဝက်ပဲဖြစ်15မိနစ်ကိုယ်စိတ်လိုလိုက်ပြီးတဲ့ခါကျရင်ဖះတခင်က तू မပြောဘူးဖះ तू မပြောဘူးဟာကျွန်တော်အဲ့တော့ဘာဆင်ရင်လဲဆိုဟာဟုတ်ပြီဆိုတော့ဖះတခင်ကကိုယ်စိတ်အလိုနဲ့သွားတာကိုဖះတခင်ကမနေ့ तू ကအမြဲတမ်းဘာဖြစ်လဲ तू ကအမြဲတမ်းဘာဖြစ်လဲ तू ကတို့သားကျွန်တော်တို့ကတို့သမီး तू ကအမြဲတမ်းကျွန်တော်တို့မိသားဖွဲ့ချင်တာနော်ပြီးတော့ तू ကပဲကျွန်တော်တို့လုပ်ပေးခြင်းတယ် तू ကပဲဥဆောင်ပေးတယ်နေ့စဉ်ကျွန်တော်တို့ကြုံတွေ့ရတဲ့မိသားစုနော်လင်းများညီကိုမောင်တို့ကစသည်ဖြစ်ပေါ့ဒီကိစ္စကိုလေ तू ပဲလုပ်ပေးခြင်းတယ်အဲ့လိုမျိုးကိုယ်စိတ်လိုကြတော့ကိုလုပ်ချင်တာဖြစ်အဲ့ဒါကိုကျွန်တော်စင်ញင်နဲ့စိတ်လိုတယ်ဆိုတော့အဲ့စိတ်လိုစင်ဟာဖះတခင်အလုံးလို့မလွယ်ဘူးနော်ကိုယ်စိတ်လိုနဲ့သွားရင်ဖះနဲ့မှုေးလျော်ပြီးသွားနေတဲ့အတ္တတော်မှာမိသားဖွဲ့ပြီးသွားနေတော့ကိုယ်စိတ်လိုကိုနည်းနည်းလေးအခွင့်ပေးလို့မရအောင်ပေးလိုက်တဲ့ဘုရားသခင်အလုံးမလို့ဒါဆိုတော့ဟာလေလုယာဒါဆိုတော့ဘုရားသခင်စိတ်လူကသူ့နဲ့အမြဲတမ်းနော်မချမ်းမလနေညမပြက်မိသားဖွဲ့နေတယ်ဟုတ်တယ်လားသူ့ရဲ့စိတ်လူဒါကြောင့်နော်ချစ်ချင်းမေတ္တာမရှိဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်ဘူးဆိုတော့ကျွန်တော်အဲ့ဒါရပြီသားနော်တချို့ကကျမ်းစာထဲမှာယုံကြည်ခြင်းမရှိရင်နော်ဘုရားစိတ်တော်နဲ့မတွေ့ဘူးကျွန်တော်တစ်ပိုက်ဖတ်လိုက်မယ်နော်ရှင်ဟောအခန်းကြီးရှင်ဟောပထမဆုံးနော်ပထမဆုံးနော်ရှင်ဟောပထမဆုံးအခန်းကြီးအခန်းကြီး4အခန်းငယ်ဒီမှာနော်ရှင်းမှာချစ်ချင်းမရှိတော့သူဒီတဲ့ဘုရားသခင်ကိုမသိတဲ့အကြောင်းမူပါတဲ့ဘုရားသခင်ချစ်ချင်းမြတ်တာနော်ချစ်ချင်းမြတ်တာဖြစ်တော်မူရဲ့ချစ်ချင်းမရှိတော့ဘူးဆိုဘုရားမရှိတော့သူဒီဘုရားသခင်ကိုမသိဟာလေလုယာဒီမှာလေချစ်ချင်းမရှိတော့သူအဲ့ဒီနေရာမှာဘုရားမရှိတော့သူဒီဘုရားကိုမသိချစ်ချင်းမရှိတော့သူဘုရားကိုမသိနော်ဒါဆိုရင်ချစ်ချင်းရှိရင်ဘုရားကိုသိဒါဆိုဘုရားရှိရင်ဘုရားသိတာသိတာဗောဟာလေလုယာဘုရားရှိတော့ကိုသိတယ်ကိုကဘုရားရှိရင်ကိုသိတယ်ဟုတ်ပြီဒါမဲ့အဲ့ချစ်ချင်းမေတ္တာကဘုရားဖြစ်တော်မူပြီဒါကြောင့်နော်ချစ်ချင်းမေတ္တာမရှိရင်နော်ဘုရားစိတ်တော်နဲ့မတွေ့ဘူးဆိုတာဆိုတော့ဒါဆိုဘုရားရှိရင်ဆိုဘုရားစိတ်တော်နဲ့တွေ့တော့ဟာလေလုယာဘုရားစိတ်တော်နဲ့တွေ့လို့ဘုရားသူ့ကိုယ်နဲ့တူနေတာပေါ့အဲ့ဒါကိုကျွန်တော်မွေးလျော်နေဘုရားသခင်ကဘာပြောဆိုတော့ယေရှုလက်ဝါးကတ်တိုင်မတက်ခင်မှာပေတရုတို့ယောဟန်တို့ဘာလို့အားလုံးကနော်တော်များဘာဖြစ်လဲယေရှုအနောက်ကိုလိုက်ကြတယ်ယေရှုအနားမှာရှိတယ်ဒါပေမဲ့သူတို့ထွက်ပြေးကြတယ်တော့ခဲထွက်ပြေးကြတယ်ဒါပေမဲ့ယေရှုအထဲကိုရောက်သွားတဲ့ခါကျတော့ဟာလေလုယာယေရှုအထဲကိုရောက်သွားတဲ့ခါကျတော့ဟာလေလုယာယေရှုအတွက်ငါပေးစမယ်ငါရဲ့စိတ်လို့မဟုတ်တော့ဘူးသူတို့ကယေရှုပြောခိုင်းတဲ့အရာကိုမပြောရရင်မနေနိုင်တော့လို့ပြောတာမပြောရရင်မနေနိုင်ထွက်မပြီးတော့ဘူးမပြောရရင်မနေနိုင်လို့ပြောတာအေးမပြောရရင်မပြောရပြောတဲ့ချိန်မှာနော်တချို့ကနော်ယေရှုတတ်တဲ့လူတွေကစယုံကြည်ရတယ်မင်းတို့တတ်လိုက်တဲ့ယေရှုမင်းတို့နော်နှိပ်စက်လိုက်တဲ့ယေရှုမင်းတို့ကြည့်ရတဲ့ယေရှုမင်းတို့ညှင်းဆဲတဲ့ယေရှုအခုအသက်ရှင်တယ်ဆိုတဲ့အတန်မှာပေတရုကမရတော့ဘူးဟာလေလုယာဘယ်လိုဆိုတော့အထဲမှာဖះပိတ်သိတကိုးရောက်လာချစ်ချင်းမြတ်တာကြီးကြောက်တော့အဲ့မှာရေးလေမပြောရမနေနိုင်ဘူးသူ့ကိုဂဲနဲ့ပေါက်မာလို့သူ့ကိုတော့ဒုံနဲ့ရဲမှာလို့သူ့ကိုဖမ်းမှာလို့ तू မသိတော့ဘူးလား तू မသိတော့ဘူး तू မပြောရမနေတော့ပြောကိုပြောရမယ် तू ဖမ်းမယ်လှုပ်ချင်လို့ဒါ तू မသိတော့နော်ယေရှုလောကကတ်တိုင်မတက်ခင်ကယေရှုအနားမှာမရှိရဲ့အထဲမှာမရှိဘူးချစ်ချင်းမြတ်တာမရှိတော့ဖះစိတ်တော်နဲ့မတွေ့ဘူးမတွေ့တော့ထွက်ပြေးရတယ်ဒါပဲကိုယ်စိတ်လိုနဲ့သွားရင်ဖះထင်ကအလုပ်လုပ်လို့မရဘူးဖះနဲ့မွေးလျော်နေဖះအလုပ်လုပ်လို့မရဘူးဒါပေတရုကယေရှုအနားမှာမရှိတယ်ထွက်ပြေးရဆိုတော့ဖះမရှိဖះမသိသေး
ဖះတော့တီးတော့တီးဒါပေမဲ့ဖះမရှိတဲ့ခါကျတော့ပြောတကယ်တမ်းပြောရင်မသိသေးဘူးဟိုကနေပေါ့အကြောင်းပဲသိတာဖះအကြောင်းသိတယ်ဖះနဲ့သွားနေတယ်ငါနဲ့ရေတကယ်ချင်းအဆင့်ပဲရှိတယ်တကယ်ရင်းနှီးတဲ့အဆင့်မရှိတာထွက်ပြေးရတကယ်ချစ်ရှင်မြတ်တာတကယ်ဝိညာဉ်ဗိသိက်တကူကပေတရုအပေါ်မှာရောက်သွားတဲ့ခါကျတော့ပေတရုကမပြောရမနေနိုင်လို့ပြောတာနော်ပြောရမလို့မျိုးဂဲပဲပပကဖမ်းမှပြောတယ်ချစ်ရှင်မြတ်တာအဲ့ဒါကြောင့်ဖះစိတ်တော်နဲ့တွေ့ဟာလေလုယာဆိုတော့ကျွန်တော်အခုဘာတွေ့ရဆိုတော့ဟာဒါယေရှုနော်အသက်တောင်ပြီးသွားတဲ့အရာကအဲ့ဒီချစ်ရှင်မြတ်တာကတဘာဥစားနဲ့လုံးဝမတူဟာလေလုယာဝိညာဉ်တော်အခုအဲ့ဒါကိုသဘောတူတယ်ဝိညာဉ်တော်ထပ်ရှောက်တယ်အခုပြောရင်းနဲ့ထပ်ပြီးတော့ဘေးသိထပ်တွန်လောင်းတယ်ဆိုတော့အဲ့ဒီမတိုင်ခင်ကဖះချစ်ချင်းမြတ်တာတော့ကြီးတယ်ဒါပေမဲ့နည်းနည်းလေးဘယ်လိုကိုဝေဘူးကိုွယ်ဘူးအမနာမနော်အမနာမရှုပ်အမနာမဝန်လေးတော့ကွာဖះတဲ့မိသားဖွဲ့အမနာဝန်လေးတယ်ရည်သီးကိုပြောဖះတိယုံလည်းမရဖះမျက်နှာတော့ကြည့်လို့မရဖះမျက်နှာကြည့်ရင်ဘယ်သူမှနော်ဖះမျက်နှာတွေ့နော်အာလေဖះမျက်နှာတွေ့နော်ဘယ်သူမှအသက်မရှင်ဘူးတဲ့နော်ဟာလေလုယာနော်ဖះမျက်နှာတွေ့ဘယ်သူမှအသက်မရှင်ဘူးဟာလေလုယာဟို thank you ဟာလေလုယာနော်ဟာလေလုယာအဲ့ဒါကိုနော်အဲ့ဒါကိုကျွန်တော်ဖတ်လိုက်မယ်ဘာကြောင့်ဆိုတော့ထွန်းပြောက်ကျမ်းအခန်းကြီး34မှာနော်34အခန်းငယ်33မှာအခန်းငယ်ဟိုပါပေါ့နော် thank you Jesus 20yeah thank you hallelujah စက္ကွန်20မှာနော်20မှာတို့ရတွင်တဲ့တင်းဒီငါမျက်နှာကိုမမြင်နိုင်ရတဲ့ငါမျက်နှာကိုမြင်လျင်အသက်ရှင်ရတော်လူတစုံတယောက်မှမရှိဟု၎င်းတဲ့နော်ဖះမျက်နှာဘယ်သူမှမြင်လို့မရဘူးဖះနဲ့ရင်းနှီးတော့မှဖះမျက်နှာမြင်လို့မရဘူးဒါပေမဲ့ဟာလေလုယာဖះနဲ့ရင်းနှီးကြအခုယေရှုပြီးတဲ့နောက်ပိုင်းမှာဖះချစ်ခြင်းမြတ်တာဘလောက်ကြီးလဲဆိုဖះရှင်ဖះချစ်ခြင်းမြတ်တာဖြစ်သွားတယ်လူရဲ့ချစ်ခြင်းမြတ်တာမဟုတ်ဘူးနော်ဖះမရှိပဲနဲ့နော်ဖះကိုအကြောင်းသိုံတက်မရဘူးဖះနဲ့ရင်းနှီးတဲ့ချစ်ခြင်းမြတ်တာကကိုကမချစ်နိုင်လေဟာလေလုယာအော်တိုချစ်သွားတာပြောမစင်လူတွေကနော်ဘယ်လိုပြောဟာမပြောင်းလဲကြမပြောင်းလဲသွားတော့မြေဖို့ခါချလိုက်ပြီးဆိုတော့ကျွန်တော်တို့ကနော်ဟိုစလှည့်ကြည့်စံမလို့မင်းဟိုဖះကိုလူချင်းမလို့ရဆိုဒါဖះခင်ကအရင်ကာလဆိုရင်ယေရှုမတိုင်ခဲ့ဆိုရင်အဲ့ဒီလူကတရားမတရားကိုဂိုးပြီဘာလို့လဲဆိုတော့ဖះခင်ကမနှမျောဘူးဖះပြောတာနော်ဒီလိုနဲ့ဖះကိုကြောခိုင်းတဲ့လူမနှမျောဘူးနော်ယေရှုကိုယ်တိုင်ပြောတော့မြေဖို့တော့ခါချပလိုက်အပြည့်ပြောတာကျွန်တော်တို့ကဒီတိုင်းသွားရင်ဒါပေမဲ့ဖះခင်ကမဟုတ်ဘူးနော်ဘုရားတခင်ကဘယ်လိုပြောမလဲဆိုခုနပြောသလိုပဲပေတရုတို့နော်အားနေပေါ့တတိဖန်တို့သူတို့မပြောရရင်မလင်နိုင်လို့ပြောတာသူများခင်းနဲ့ပေါက်လဲသူတို့မသိဘူးသူများဖန်လဲသူတို့မသိဘူးပြောတော့ဆိုတာအဲ့ဒါကြောင့်နော်သူတို့ထဲမှာတကယ်ဖះဗိသိက်တကူရှိရချစ်ချင်းမေတ္တာရှိတဲ့ခါကျဖះစိတ်တော်နဲ့တွေ့တော့ဟာလေလုယာအသက်တော်သူတို့နော်ကိုယ့်ကိုအသက်လျှောက်ပေးနေတာမဟုတ်နော်ခုနပြောသလိုပဲနော်နော်ကောရဒီယာပနောဆိုတော့အခန်း73အခန်းငယ်မှာမင်းတို့ဘယ်လောက်လူသားအသက်ကိုဘယ်လောက်ဆွတ်တဲ့မင်းတို့ချစ်ချင်ပြတ်တာမရှိရင်လကားပဲပြောချင်တာကနော်ဖះရဲ့စိတ်အလိုမဟုတ်ရင်အလကားပဲချစ်ချင်ပြတ်တာမရှိဘူးလားဖះမရှိဘဲနဲ့လုံးမြအရာတော့အလကားပဲကျွန်တော်တို့စိတ်အလိုကအလုံးမဖြစ်ဘူးစိတ်အလိုတွေကမထီရောက်ဖះခင်လက်တဲ့စိတ်အလိုနဲ့သွားမဆိုရင်ဖះခင်အလိုလိုခက်တယ်ဒါကြောင့်ချစ်ချင်ပြတ်တာမရှိရင်ဖះစိတ်တော်နဲ့မတွေ့ဘူးဖះမရှိရင်ဖះစိတ်တော်နဲ့မတွေ့ဘူးဟာလေလုယာအာမင်ဒါကြောင့်ဖះခင်ကျွန်တော်မြင်ဟာနော်အရင်တော့နော်ယေရှုမတိုင်ကကိုးကွယ်ဖို့လည်းတော်တော်အများကြီးပြင်ဆင်ရတယ်ဖခင်နဲ့နော်မိသားဖွဲ့ဖို့လည်းပြင်ဆင်ရတယ်နောက်ပြီးပြီးတော့တဆင့်ခံအခုကဖခင်နော်ယေရှုတည်ရရှင်ကထမြောက်ပြီးနောက်ပိုင်းမဟာဖခင်နော်ဘယ်လိုပြောမလဲမဟောခြင်းလေဖခင်ရောက်လာဖခင်ရဲ့ယဉ်နီးပဲဖခင်ပြောခိုင်းတာပြောရတယ်မဟောခြင်းလဲဟောရတယ်နော်မဟောခြင်းဟောရဆိုပြောဆိုဟာလေလုယာနော်ဟိုအသက်နဲ့ဆိုင်တဲ့အရာကိုနော်အသက်နဲ့ဆိုင်တဲ့အရာတော့မှကျွန်တော်တို့ကဆင်ကျင်တယ်ဆင်ကျင်တယ်ဖះပြောရမှာပြောရလို့ကိုမှအသက်ဖြစ်မှနော်ကျွတ်အသက်အကြောင်းကိုလေးလာပြီးတော့ပြောတယ်အသက်အကြောင်းကိုလေးလာပြီးပြောအသက်တော့ရအောင်အသက်အကြောင်းကိုသိသွားမယ်နော်သူကလေးလာပြီးပြောတော့ကိုကသိသွားတယ်နော်ကိုကဆင်ကျင်ပြီးပြောတယ်အသက်ဖြစ်တယ်အသက်ဖြစ်တဲ့အရာကိုပဲဖះခင်ထပ်ပြောခိုင်းတာမပြောခိုင်းလားပြောခိုင်းတာဆင်ကျင်ဆင်ကျင်လည်းတွားတိုက်ရင်လည်းထွက်လာတတိဖန်တို့ဒါကကျွန်တော်မနေ့ကဖះအရေးလောက်ပြပြီးပြီသူ့ရဲ့ချစ်ချင်းမြတ်တာဘယ်လောက်ထိတကူပေးသိရှိရဆိုတော့အသက်တောင်မှနော်ကိုကအသက်တွတ်ဆွမ်းတာမဟုတ်ပဲနဲ့နော်အသက်ကဘယ်လိုလဲဟာလေလုယာ
ဘယ်လောက်ကြီးဆိုယေရှုကစပြီးတော့လောကအောင်တဲ့အသက်ကိုစွန့်တဲ့အရာကကျွန်တော်တို့အကုန်သိပြီးသားပဲဒါပေမဲ့လက်တွေ့မှာမလွယ်ဘူးတော့အသက်စွန့်ဖို့ဒါပေမဲ့ဖျားအနေဗိတ်တိတ်တကူရှိနေတဲ့အတွက်ကြောင့်ဟာလေလုယာမပြောရရင်မနေနိုင်ဘူးပြောရင်အဲ့လိုမျိုးနော်လူတွေကအမမင်းတို့ထောင်ဖမ်းတယ်မင်းယေရှုနာမနဲ့မင်းတို့မပြောနဲ့ဘာညာအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ဘုရားသခင်ကယေရှုနာမနဲ့ပြောတဲ့လူတွေအများကြီးရှိတယ်နော်လေးလာပြီးပြောတဲ့လူအများကြီးရှိတယ်ဘုရားသခင်ကဓမ္မဟောင်းကြားမှဆိုတေရွာပြီသူတို့နော်တိပြီးပြောတဲ့အရာလည်းတော့တေရွာပြီနော်ဘာဖြစ်ဆိုတော့နော်တိပြီးပြောလို့မရဘူးဓမ္မဟောင်းတစ်ခုကနော်ဓမ္မဟောင်းတကယ်ဘုရားသခင်နော်ဟိုနေပေါ့နှမျောတန်းတာတို့ဘာလို့ဆိုတော့ဒါဘုရားသခင်ရဲ့နော်အကြံစီတစ်ခုနည်းနည်းလေးလွဲလို့တော့မရဘူးဓမ္မဟောင်းကနည်းနည်းအမှုဆောင်တော့မှဓမ္မဟောင်းမရှိအမှုဆောင်နည်းလို့မရအခုအမှုဆောင်တွေကဘုရားသခင်ကအခွင့်ပေးတာလားအကုန်လုံးနော်လူပေါင်းတို့ဒီကဲတင်ညတမတရားကိုသိဖို့အခွင့်ပေးတာတယ်လူပေါင်းတို့ထာဝရဘုရားကိုသိဖို့အခွင့်ပေးတာတယ်အခွင့်ပေးတယ်နော်ဒါပေမဲ့တော်တော်များဘုရားနဲ့ဟာလေလုယာကိုယ့်ကိုသိတယ်ကိုယ့်ကိုဆင်ခြင်ဘုရားနဲ့ငါယဉ်ဒီလာလားမယဉ်ဒီလာငါလေးလာပြီးပြောနေတာလားလေးလာပြီးပြောတော့တော်တော်များအဲ့လိုမျိုးနော်ဒါကြောင့်ချစ်ချင်းမြတ်တာမရှိရင်ဘုရားစိတ်တော်နဲ့မတွေ့ဘူးဆိုရင်ဘုရားမရှိရင်ဘုရားစိတ်တော်နဲ့မတွေ့ဘူးဒါပေမဲ့ဘုရားရှိသွားရင်ဘုရားချစ်ချင်းမြတ်တာတတ်သိဖြစ်တယ်မပြောရမနေမဟောရတတိထွန်းတို့ဘာကြောင့်သူတို့နော်သူများအသက်ခံလိုက်ရတယ်ဆိုတော့သူများအသက်ဖို့အတွက်သူတို့တော်ပြီးစတာမဟုတ်ဘူးသူတို့ဖះရဲ့ချစ်ချင်းမြတ်တာဖះအထဲထဲမှာအလုပ်လုပ်ပြီးတော့ဖះပြောခိုင်းနေရောပြောရင်းနဲ့အသက်ခံလိုက်ရတာဆိုတော့အသက်ခံလိုက်ရဆိုတာတော့ဒါရောက်တနေ့နေရာကိုကျွန်တော်အမြဲဆုတောင်းနေတာကိုတော့သွားမှာမသွားဘူးလားသွားမှာမသွားဘူးအမြဲဆုတောင်းအချင်းနေတော့အချင်းစင်ကျင်နေပြောအဲ့လိုနော်အဲ့တော့ရတဲ့ချိန်တိုင်းဒါပေမဲ့နေ့တိုင်းတော့ဖះနဲ့အမြဲတမ်းမေတ္တာဖွဲ့ဖို့အတွက်အမြဲပြင်ဆင်ဖះမရှိလို့မရကိုယ့်ရဲ့စိတ်အလိုနဲ့သွားလို့မရအောင်စိတ်လိုနဲ့နော်နည်းနည်းလေးကိုကသွားလိုက်ပြီဆိုလို့ရှိရင်အခုတော့လေဒီနေ့ကျွန်တော်ကျမ်းစာမဖတ်ဒီစတောင်းပြီးပြီအဲ့တော့ဘုရားတခင်ကမကျမ်းစာတော့မဖတ်မအရင်ဆုံးပြောဟာလေလုယာအဲ့ကျမ်းစာဖတ်လိုက်ရင်ကျွန်တော်ဖတ်တာဓမ္မဟောင်းကိုဖတ်တယ်ဆိုတော့နော်အခုဘုရားပြောခိုင်းတယ်နော်ဟိုးစားပေါ့ပြောမယ်နော်အဲ့ဒီထဲမှာဘုရားရဲ့အခုချက်ချင်းအလုံးလုံးရမာနမို့ဆိုတာဘုရားအခုပြောခိုင်းချက်ချင်းပြောမှာအဲ့ဒါမှနှုတ်ကပတ်တော်ဖြစ်တာနော်အခုပြောရမပြောဆိုတော့နောက်ကြာသွားလို့ရှိရင်ဒီကောင်တက်တည်ဖြစ်သွားနော်နောက်တနိုင်နှစ်နိုင်ကြာသွားတက်တည်ဖြစ်သွားဘုရားအခုချိန်အလုံးလုံးနေတဲ့ချိန်မှာခုနပြောသလိုနော်ဘုရားရဲ့မေတ္တာချစ်ခြင်းမေတ္တာဘလောက်ကြီးလဲဆိုတော့ဘုရားရှိတဲ့လူကဘုရားအသုံးပြုနေတဲ့လူဟာမပြောရရင်မနေနိုင်ဘူးဘုရားစိတ်တော်နဲ့တွေ့တယ်ဘုရားသခင်အလုံးလုံးတယ်ပြီးတော့ဘုရားသခင်ဒါတွေမကတည်းဘူးကြားတဲ့လူအရောက်တိုင်းပေါ့ဟာလေလုယာနော်ဘုရားအသုံးပြုတဲ့နော်ကျွန်တော်ရဲ့တစားပလာကိုဘုရားသခင်ကနော်ဟိုပိတ်သိပ်ပြီးစီးနေတာအခုလည်းစီးနေတယ်ဟာလေလုယာဒါကြောင့်ဟာလေလုယာအိုးယေရှုနာမကပါဆက်ဘုန်းကြီးပါစေတော့ဟာလေလုယာဘုရားရဲ့တစားပလာဖြစ်ကျွန်တော်ပြောပြီးဘုရားရဲ့ဘန္နာပဲဘုရားဘန္နာပြောပြီးပြီအာဒီလိုဒါအသက်တည်ပေါ့နော်ထပ်ပြီးနော်ဒီဟာကကျေးဇူးတောင်းမယ်ကိုတော့ကျေးဇူးတင်တယ်ဟာလေလုယာကိုတော့ကျေးဇူးတင်တယ်ယေရှုဘာကြောင့်အသက်ဆုံးနိုင်ယေရှုမှာနော်ခမဲတော်တားတော်တန်ရှင်တော်ဘူးတော်တော်ပါတယ်ယေရှုနဲ့အတူနော်နေ့ရက်စနေဘုရားခမဲတော်အလိုတော်ယေရှုဆောင်တယ်ခမဲတော်စိတ်တော်တိုင်းယေရှုဆောင်တယ်ခမဲတော်စိတ်တော်တိုင်းနော်ဤခွက်ကိုလွန်ပါစေတော့ဆိုတော့မလွန်ရင်လည်းကိုတော့အလိုတော်တိုင်းဖြစ်ပါစေဆိုတော့နော်အသက်ကိုတော့မှနော်ဒီဘယ်လိုပြောမလဲနော်ဟိုအသက်ကိုတော့မှစွန့်တယ်ကိုတော့ဟာလေလုဒီလိုပဲနော်ပေတရုယောဟန်တတိဖန်တို့လည်းတိုင်းပဲတော်တော်များဘာကြောင့်အသက်ဆုံးကြလို့ဆိုအသက်သွားဆုံးတာမဟုတ်ဘူးသူတို့ဆိုတာချစ်ချင်းမြတ်တာရှိတယ်ဖခင်တကယ်ရှိတယ်ဖခင်တကယ်အသက်နဲ့အလုံးလုံးနဲ့လည်းကြောင့်နော်အသက်လုံးနဲ့ဒါတို့တတ်တာမှာဟာလေလုယာနော်မပြောရရင်မနေနိုင်ဘူးဖခင်တကယ်ပြောခိုင်းတဲ့အရာမှာကိုပြောချင်တာမဟုတ်ဘူးဖခင်ပြောခိုင်းတဲ့ကိုသိတာမဟုတ်ဘူးကိုလေးလာထားတဲ့အရာလည်းမဟုတ်ဘူးအသက်နဲ့ဆိုင်တဲ့အကြောင်းတွေမဟုတ်ဘူးနော်တကယ်ကိုတော့နော်နေညမပြတ်နော်အသက်ရှင်တဲ့အရာတွေစီးထွက်နေတဲ့အရာတွေကိုတော့ဟာလေလုတတ်တီအားဖြင့်တော့၎င်းစီးထွက်နေရပြီးတော့နော်အသက်အားဖြင့်၎င်းနော်အိုးကိုတော့အလုံးလုံးကျေးဇူးတင်တယ်ဒီအရာကိုအရောက်တိုင်းနော်မယုံကြည်သူတွေရောယုံကြည်သူတွေရောတကယ်နော်ဖခင်ရဲ့လေးလာအကြောင်းတွေနော်အသက်ဖြစ်နေတဲ့နော်အမှုဆောင်တွေရောတရားဟောဆရာတွေစားလိပြည့်အမျိုးမျိုးနော်ဟာလေလုယာအသက်ဖြစ်ဖို့အတွက်တကယ်ဖခင်နဲ့ယဉ်ဒီကျွမ်းကိုတဲ့ဟာလေလုယာဖခင်အကြောင်းဖခင်ကိုယဉ်ဒီရမယ်ဆိုတဲ့အကြောင်းတသက်မဟုတ်ဘဲနဲ့တကယ်လက်တွေ့မှာနေ့စဉ်ယဉ်ဒီတဲ့တသက်ဖြစ်ဖို့အတွက်ကိုရောယေရှုနာမနဲ့ကိုရောဆုတောင်းတယ်ကိုရောဟာလေလုယာဝိညာဉ်တော်ပြောင်းများစွာအတွက်အိုးစဘာရှင်မှာကိုရောဆုတောင်းတယ်ကိုရောဟာလေလုယာယနေ့ချိန်ဒီလဲကိုရောရိတ်သိမ်းတဲ့ကျေးဇူးဆက်ပြီးတော့ကိုရောအကြံစီတိုင်းဆက်ပြီးတော့အရောက်တိုင်းကိုရောအသုံးပြုပါစေတော့ဟာလေလုယာကျွန်တော်တို့ကအရောက်တိုင်းကိုရောပြီးတော့တယောက်တို့အားဖြင့်ကယ်တင်ခြင်းရင်တင်းတို့အိမ်ဒါအားလုံးကယ်တင်ကြမယ်နော်ကိုရောကျေးဇူးတင်တယ်ဒီဟာလေလုယာကျွန်တော်တို့ရဲ့
အတိုင်းဝိုင်းကျွန်တော်တို့မိသားစုစသည်ညီကိုမော်တော်မစပြီးကျွန်တော်တို့အားလုံးရဲ့မိသားစုအတိုင်းဝိုင်းတွေလားနော်ကျွန်တော်တို့အားဖြည့်ဟာလေလုယာဘုရားစီဝါတော့ဘုရားရဲ့ဝိညာဉ်တွေဘုရားပိုင်တဲ့ဝိညာဉ်ဘုရားစီပြန်လာဖို့အတွက်ယေရှုနာမဆိုတော့ဘုရားစီပြန်လာတယ်ဘုရားလေးရင်းနှီးကြောင်းပြီးဆိုတော့ဘုရားအကြောင်းသိလာမဟုတ်လဲဘုရားနဲ့သိတဲ့အဆင့်ကဲနေပြီးတော့ဘုရားတိကြွခြင်းအဆင့်ကိုတက်လန်းဗာမြေအကြောင်းเนาะတကယ်เนาะချစ်ချင်းမြတ်တာအရှင်ဖြစ်တော့เนาะဘုရားခင်ကိုကိုတော်ရင်နေ့စဉ်ယဉ်ဒီဖို့အတွက်เนาะဘုရားစိတ်တော်နဲ့အတွေ့ဖို့အတွက်ဘုရားစိတ်အလိုနဲ့တွားဖို့အတွက်ယေရှုနာမဆုတော်စကန်နာမယ်ကိုတော်အာမင် God bless you ပြန်တွေ့ကြမယ်เนาะ